ရှင်မသက်ခရစ်ဝင်ခန်းကြီး16အပိုင်းငယ်18မှာသခင်ရှုကတပည့်တော်တွေကိုမေးခွန်းမေးပါတယ်ဖိလိပ္ပုကဲသရိမြို့ကျေးလက်ကိုရောက်တဲ့အခါမှာလူတွေကတဲ့ငါ့ကိုဘသူဖြစ်တယ်လို့ထင်လဲသခင်ရှုကလူသားအလုံးကိုကယ်တင်တဲ့ဖခင်ဖြစ်ပါတယ်ဒါပေမဲ့တချို့လူတွေကမသိဘူးယေရှုအဲ့တော့ဘလို့ဖြစ်တယ်လို့ထင်တဲ့မေးတဲ့အခါမှာတပည့်တော်တွေကပြန်ဖြေတယ်လူအချို့ကတော့ကိုတော်ဟာဗတ္တိဇံဆရာယောဟန်ဖြစ်တယ်လို့ပြောကြတယ်တချို့ကလည်းအေလိယဖြစ်တယ်လို့ပြောကြတယ်တချို့ကတော့ယေရမိမှစပြီးတော့ပရောဖက်တစ်ပါးပါဖြစ်တယ်လို့သူများတွေပြောတဲ့အရာတပည့်တော်တွေကပြန်ပြောတာကောင်းပြီတဲ့တခြားလူတွေငါ့ကိုဘယ်လိုထင်လဲဆိုတာခဏထားလိုက်အောင်တဲ့သင်တို့ဒီလေငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြတယ်ငါဘယ်သူလဲဆိုတော့မင်းတို့သိရလားငါဘယ်သူလဲယေရှုကမိကုံထုတ်တဲ့ခါမှာဘသူမှမဖြေနိုင်အဲ့ဒီချိန်မှာတဲ့ရှီမုန်ပေတရုကကိုတော်ဒီခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဖခင်သခင်သားတော်ဖြစ်တော်မူသည်ဟုလျှောက်လေရှီမုန်ပေတရုဆိုတဲ့လူကတော့ကိုတော်ဟာတဲ့ခရစ်တော်ဒီဟူသောဖခင်သခင်ရဲ့သားတော်အသက်ရှင်တဲ့ဖခင်ရဲ့သားတော်ဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာယေရှုကလည်းရှီမုန်ဘာယောနာရှီမုန်ရဲ့အဖေရဲ့နာမည်ကယောနာလို့ခေါ်ပါတယ်နော်သူတို့ဂျူးတွေမှာဘာဆိုတာသားပေါ့နော်ဘာတီမဲဆိုရင်တီမဲဤသားအဲ့ဒီလိုတက်ရောက်ပါအခုလဲရှီမုန်ဘာယောနာဆိုယောနာရဲ့သားရှီမုန်ရဲ့အဖေနာမည်ကယောနာလို့အတိတ်ပဲရအောင်သင်ဒီမြင်္ဂလာရှိတယ်မင်းမြင်္ဂလာရှိတယ်တဲ့အကြောင်းမူကားအသွေးသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်လူရဲ့ခန္ဓာအသွေးသားဇာတိသဘောကယေရှုဘယ်သူလဲဆိုတော့မသိနိုင်ဘူးတဲ့ကောင်းကင်ဘုံမှာရှိတော်မူသောငါခမည်းတော်သည်ဖော်ပြတော်မူသည်ငါဟာခရစ်တော်ဖြစ်တယ်ဖျားစင်စစ်ဖြစ်တယ်ဆိုတော့ကိုတဲ့ကောင်းကင်ဘုံကခမည်းတော်ဘုရားမင်းကိုဘာလုပ်တာလဲဖော်ပြတာမင်းရဲ့အသွေးသားကအဲ့ဒီအောင်မသိနိုင်အဲ့ဒါလည်းပြောပြီးတဲ့အခါမှာအပိုင်ငယ်18မှာငါဆိုသည်ကသင်သည်ပေတရုဖြစ်ပေတရုရဲ့နာမည်ကနှစ်မျိုးရှီမုန်လို့လည်းခေါ်တယ်ပေတရုလို့ခေါ်တယ်နော်ပေတရုဆိုတာကပတ်ထရိုတော့ကြောက်နော်ဒါကြောင့်မို့တဲ့ဤကြောက်ပေါ်မှာငါအသင်းကိုငါတိဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မနိုင်ရပေတရုကိုပြောလိုက်တယ်ပေတရုမင်းကကြောက်ဖြစ်တယ်ဤကြောက်ပေါ်မှာငါအသင်းကိုငါဘာလုပ်မလဲတိဆောက်မယ်ယောဘနဲ့ကြည့်လိုက်ရင်ပေတရုဆိုတဲ့လူပုဂ္ဂိုလ်ပေါ်မှာအသင်းတော်ကဖြစ်တည်လာတယ်လို့ထင်ရပါတယ်တကယ်တော့အသင်းတော်ကိုပေတရုပေါ်မှာတိဆောက်တာမဟုတ်ပါဘူးအသင်းတော်ဆိုတာလူပုဂ္ဂိုလ်ပေါ်မှာတိဆောက်တာမဟုတ်ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ဒီအကြောင်းအရာလေးပြောပြီးသိမကြခင်မှာယေရှုကဘာပြောလဲဆိုတော့မဿဲခန်းကြီး16မှာပဲအပိုင်ငယ်21ကနေ23ကြည့်ငါယေရုရှလင်မြို့ကိုသွားအောင်မယ်အဲ့ဒီခါမှာလူအကြီးအကဲတွေယေဘရဟိတ်တွေကျမ်းပြုဆရာတွေလက်မှာငါများစွာရိုက်နှက်ခြင်းခံရအောင်ငါ့ကိုသရွေးနဲ့ထွေးမယ်ငါ့ကိုရိုက်နှက်ကြအောင်ပြီးငါ့အသေးသက်မယ်ဒါပေမဲ့စိတ်မပြတ်နဲ့တော့တဲ့ငါအသက်ခံရလို့မင်းတို့စိတ်မပြတ်နဲ့၃ရက်မြောက်သောနေ့မှာငါဘာလုပ်မလဲရှင်ပြန်ထမြောက်မယ်လို့ပြောတဲ့အခါမှာပေတရုကသခင်ရှုကို2ယောက်ထဲခေါ်လိုက်လို့ဘတော်မှဒီကိစ္စကိုရောစီမှာမဖြစ်စေအောင်ကျွန်တော်1ယောက်လုံးရှိတယ်ကျွန်တော်ကိုရောဘာလုပ်မလဲကိုယ်ကမယ်အဲ့ဒီခါမှာသခင်ရှုကတော်လိုက်တဲ့တပည့်ကွာဆရာသမားကဘာလုပ်တဲ့တပည့်လဲကိုယ်ကတဲ့တပည့်နော်ဆရာသမားရဲ့ရှေ့မှာမာမာရက်တယ်ဆိုပြီးတော့မချီးမွမ်းပါသခင်ရှုကဘာပြောလဲဆိုတော့အချင်းရန်သူငါနောက်သို့ဆုတ်လို့သင်သည်ငါတိုက်မိ၍လဲเสียအကြောင်းဖြစ်၏သင်သည်ဖျားသခင်၏အရာကိုစိတ်မဆွဲလန်းလူတို့၏အရာကိုသာစိတ်ဆွဲလန်းသည်ဟုမိန့်တော်ခုနလေးတဲ့ကိုရောဟာအသက်ရှင်တော်မူသောခရစ်တော်ဒီဟုသောဖျားသခင်ရဲ့သားတော်လို့ပြောတဲ့ပေတရုကအခုလဲကြောက်ဘာလို့အပြောခံရမင်းမြင်္ဂလာရှိတယ်လို့ပြောပြီးသိမကြောက်ယေရှုကအချင်းရန်သူတဲ့ဩပေတရုပြောင်းသွားလားသတိထားမိလားအဲ့ကျမ်းပိုက်ပါပဲနော်အရှင်းအနောက်လေးပဲဒါကိုကြည့်ခြင်းအပြင်ဤကြောက်ပေါ်မှာငါအသင်းကိုငါတိဆောက်မယ်ဆိုတော့ပေတရုဆိုတဲ့လူပုဂ္ဂိုလ်ပေါ်မှာတိဆောက်တာမျိုးမဟုတ်ပေတရုရဲ့ confession လို့ခေါ်တဲ့ပေတရုရဲ့ဝန်ခံခြင်းပေါ်မှာတိဆောက်ပေတရုဘာဝန်ခံလိုက်လဲကိုတော်ဟာခရစ်တော်ဒီဟူသောဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီလိုယေရှုကယေရှုခရစ်တော်သည်ဖျားစင်စစ်ဖြစ်တယ်ဆိုတော့ယုံကြည်ဝန်ခံတဲ့သူတွေစုဝေးခြင်းကိုအသင်းတော်လို့ခေါ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အသင်းတော်လို့ပြောလိုက်ရင်ကျွန်တော်ဗာမြင်လဲမျက်လုံးထဲမှာအဆောက်အဦပဲမြင်တယ်။အသင်းတော်လို့ပြောလိုက်ရင်နှစ်ချင်းလားအင်္ဂလိကန်လားအာစီလားကျွန်တော်ခိုင်းကနာကိုသွားမြင်တယ်။အသင်းတော်ဆိုပြီးမှအဆောက်အဦမဟုတ်ပါဘူး
အသင်းတော်ဆိုတာအဖွဲ့အစည်းမဟုတ်ပါဘူးအသင်းတော်ဆိုတာကယုံကြည်သူအစုဝေးလို့ခေါ်တယ်သူ့ရဲ့မူရင်းအဓိပ္ပာယ်ကဂရိစကားလုံးမှာ assembly of God ယုံကြည်သူအစုအဝေးကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ဆိုဒီမှာအသင်းနဲ့ကျွန်တော်ဖြစ်တယ်ဝမ်းမြောက်ဖွယ်နေချင်းအသင်းတော်လို့ပြောလိုက်ဒီအဆောက်အဦကိုကျွန်တော်ပြေးမြင်တာဒါကအဆောက်အဦတတ်ပါတကယ်တော့ဝမ်းမြောက်ဖွယ်နေချင်းအသင်းတော်ဆိုတာအသင်းနဲ့ကျွန်တော်ဖြစ်တယ်အသင်းနဲ့ကျွန်တော်ဒီမှာယုံကြည်သူတရားမှမရှိတော့ဘူးဆိုရင်ဒီအဆောက်အဦကြီးကဘာအဓိပ္ပာယ်မှမရှိတော့ပါဒါကြောင့်မို့အသင်းတော်ဆိုဒီမှာယုံကြည်သူအစုဝေးပြောတာပဲဘယ်ရစလဲအသင်းတော်ဘယ်ရစလဲတမန်တော်ဝတ္ထုခန်းကြီး2ကစတမန်တော်ဝတ္ထုခန်းကြီး2အပိုင်ငယ်1မှာယုံကြည်သူတွေအတူတကွစုဝေးပြီးတော့စုတောင်းနေတဲ့အချိန်မှာတဲ့ပင်တေကုတ်တွေပွဲနေနော်ဂျူးလူမျိုးတွေရဲ့ရက်90ပြည့်ပန်တီကော့ဆိုတဲ့ပွဲနေ့မှာတန်ရှင်သောဝိညာဉ်တော်ဘုရားဆင်းသက်ကြွခဲ့တယ်သူတို့ရဲ့အတွင်းဝိညာဉ်ထဲမှာဝိညာဉ်တော်အုပ်ဆိုးခြင်းအပြင်အသင်းတော်ကအဲ့ဒီနေရာမှာစတင်ခဲ့ဒါကြောင့်မို့အသင်းတော်ဆိုဒီမှာတန်ရှင်သောဝိညာဉ်တော်ဘုရားအုပ်ဆိုးထားသောယုံကြည်သူများအစုဝေးကိုအသင်းတော်လို့ခေါ်ပါတယ်အဆောက်အဦကိုပြောခြင်းမဟုတ်ပါဘူးဒါကိုဥစွာပထမနားလည်ဖို့ဖြစ်တယ်နောက်တစ်ချက်ကအသင်းတော်ဆိုတာအဖွဲ့အစည်းတစ်ခုမဟုတ်အသင်းတော်ဆိုတာအဖွဲ့အစည်းတစ်ခုမဟုတ်အသင်းတော်မှာဥက္ကဋ္ဌအတွင်းမှုဘဏ္ဍာတွေအဖွဲ့အစည်းလို့ပါတယ်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုတော့မဟုတ်ဘူးဆိုတာနားလည်ဖို့လိုတယ်အသင်းတော်ဆိုတာခရစ်တော်ရဲ့အသက်ရှင်သောအင်္ဂါရက်ဖြစ်တယ်ကျွန်တော်ကအင်္ဂါချင်းဖြစ်တယ်လူခန္ဓာကိုယ်ထဲမှာလက်ရှိတယ်နော်ကျွန်တော်6ရောက်ရှိတယ်နေရွယ်ရှိတယ်ဘိုက်ရှိအဲ့ဒီအင်္ဂါဖြစ်တယ်ကျွန်တော်အားလုံးอ่ะဒါကြောင့်မို့ခရစ်တော်ကအသင်းတော်ရဲ့ဘာလို့ပြောလဲဆိုတော့ဦးခေါင်းလို့ခေါ်ပြမှာဒါကြောင့်မို့ယောမဩဝါဒစာအခန်းကြီး16အပိုင်ငယ်9မှာတမန်ကျမ်းစာထဲမှာအသင်းတော်ဆိုတဲ့စကားလုံးကိုဘယ်လိုသုံးလုံးလဲဆိုရင်တော့ယောမဩဝါဒစာအခန်းကြီး16အပိုင်ငယ်9မှာအိမ်၌ရှိသောအသင်းတော်လို့ကျမ်းစာဖော်ပြတယ်။ယောမဩဝါဒစာအခန်းကြီး16အပိုင်ငယ်9မှာသူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်းနှုတ်ဆက်ကြတော့အိမ်၌ရှိသောအသင်းတော်အဲ့ဒီအိမ်ကအသင်းတော်လို့ပြောတာမဟုတ်တော့ငကိုတော့ကခရိယန်ဘာသာတရားဆိုတာကဂျူးဘာသာတွေကတော့ခွဲထွက်တဲ့ဘာသာပဲ။ကျွန်တော်ကိုရင်တစ်ပတ်ကလည်းဆရာဝင်ငှတယ်ဒီမှာငကိုတော့ကဂျူးဘာသာဆိုတာရှိတယ်ယောမအစိုးရကဂျူးဘာသာပဲသိတယ်ခရိယန်ဘာသာမသိဘူး။နောက်ခရိယန်ဆိုတဲ့အမည်နာမနဲ့လူတစုပေါ်လာတဲ့ခါမှာဒါဒီဂျူးဘာသာရဲ့အခွဲလေးပေါ့ခရိယန်လို့ထင်နောက်တော့ခရိယန်တွေရဲ့ဟောပြောမှုတသက်ခံမှုကဂျူးတွေလက်မခံနိုင်တော့ယေရှုကိုတည်ခြင်းအရှင်မြတ်ထမြောက်တယ်ပြောတဲ့ခါမှာအဲ့ဒီဂျူးတွေကိုယ်တိုင်အဲ့ဒီခရိယန်တွေဘာလို့လဲယောမအစိုးရကိုကြောက်ချပြီးတော့ဘာလို့ခိုင်းလဲပြန်တက်ခိုင်းအထင်ရှားဆုံးလူတယောက်တွေ့ရပါလိမ့်မယ်တမန်တော်ကြီးရှင်ဘောလူသူကိုယ်တိုင်ခရိယန်တွေကိုဖန်ဆီးထောင်ချတပ်ဖြတ်ယောမအစိုးရကိုနှိမ်နှင်းခိုင်းတယ်နော်ဒါကြောင့်မို့အသင်းတော်ကငကိုလိုကိုတော့ကပေါ်ပေါ်ထင်းနေဘုရားမရှိခိုးနိုင်အိမ်လေးတွေမှာလိုက်ပြီးတော့ဘာလို့ ရလဲဘုရားရှိခိုးရတယ်လူတီရဲ့အိမ်မှာအဲ့ဒီလိုအိမ်လေးတွေမှာယောဟန်ရဲ့အိမ်မှာယောဟန်အမိခင်ရဲ့အိမ်မှာအဲ့ဒီအိမ်ထဲမှာရှိတဲ့လူစုဝေးကိုဘာလို့ခေါ်လဲဆိုတော့အသင်းတော်လို့ခေါ်တယ်ဒါကြောင့်မို့အိမ်၌ရှိတော့အသင်းတော်အဲ့ဒီအသင်းတော်ဆိုတဲ့စကားလုံးကအဲ့ဒီအိမ်ကြီးကိုပြောတာပေါ့ယုံကြည်သူအစုဝေးကိုအဲ့ဒီအိမ်ထဲမှာရှိတဲ့ယုံကြည်သူအစုဝေးကိုဖော်ပြခြင်းဖြစ်တယ်ဒါကြောင့်မို့အသင်းတော်ဆိုတဲ့စကားလုံးကအဆောက်အဦမဟုတ်ဘူးအဖွဲ့အစည်းမဟုတ်ဘူးစကားလုံးတတ်မဟုတ်ခရစ်တော်ရဲ့အင်္ဂါရက်တွေဖြစ်တယ်ကျွန်တော်အားလုံးကခရစ်တော်ရဲ့အင်္ဂါရက်တွေဖြစ်တယ်ဒါကြောင့်မို့အသင်းတော်ကိုဘယ်သူပိုင်လဲဒီမေကုန်းပေါ့အသင်းတော်ဘယ်သူပိုင်ဒီအသင်းတော်ကတော့ငါတို့ဘိုးဘေးတွေတည်ထောင်ထားတဲ့အသင်းတော်ဒီအသင်းတော်ကတော့ငါတို့အလူငွေအများဆုံးထည့်ထားတာဒီအသင်းတော်ကတော့ငါတို့အရှိတော်ကငါတို့အဖေမေတွေတော့ပိုင်ခဲ့တာမဟုတ်ပါဘူးအသင်းတော်ရဲ့ပိုင်ရှင်ကဘုရားသခင်မှဖြစ်တယ်တမန်တော်ဝတ္ထုခန်းကြီး20အပိုင်ငယ်28ပါတမန်တော်ဝတ္ထုခန်းကြီး20အပိုင်ငယ်28ပါထို့ကြောင့်သင်တို့သည်ကိုယ်တတိနှင့်ကြည့်ရှုကြသောဘုရားသခင်သည်မိမိအသွေးနှင့်ဝေတော်မူသောအသင်းတော်ကိုလှုပ်ကြွေးစေခြင်းကတန်ရှင်သောဝိညာဉ်တော်သည်သင်တို့ကိုအုပ်ချုပ်ခန့်ထားတော်မူသောသိုးစုတစ်စုလုံးကိုလည်းတတိနှင့်ကြည့်ရှုကြလော့ဒီနေရာမှာစကားလုံးလေးတစ်လုံးပေါ့ဘုရားသခင်သည်မိမိအသွေးနှင့်ဝေတော်မူသောအသင်းတော်ဆိုသည်မှာဘုရားသခင်ဘာနဲ့ဝယ်ထားလဲဆိုတော့သူ့ရဲ့အသက်နဲ့အသွေးနဲ့ဝယ်ထားတယ်ဒီနေ့ကျွန်တော်ပွဲတော်မင်္ဂလာဝင်စားဖို့ရှိနေခရစ်တော်ရဲ့အသွေးနဲ့ကျွန်တော်တို့ဘာလို့ထားလဲ
ရွေးဝယ်ထားတာအဲ့ဒီယုံကြည်သူအစုဝေးကိုမှဘာလို့ခေါ်တာလဲဆိုတော့အသင်းတော်လို့ခေါ်တယ်ဒါကြောင့်မို့အသင်းတော်ဆိုဒီမှာယုံကြည်သူအစုဝေးဖြစ်သောကြောင့်ကျွန်တော်ယုံကြည်သူတွေဘယ်သူပိုင်လဲဘုရားသခင်ပဲပိုင်ပါမယ်အဆောက်အဦပြောတာမို့နော်အဆောက်အဦကတော့ပိုင်ရှင်ရှိကောင်းရှိမယ်မြေနေရတော့လူတိုင်းလူရှိကောင်းရှိမယ်ဒါပေမဲ့ယုံကြည်သူအသင်းတော်ဆိုတာယုံကြည်သူအစုဝေးဖြစ်သောကြောင့်ဘယ်သူပဲပိုင်လဲဘုရားသခင်ပဲပိုင်တယ်ဒါကြောင့်မို့သခင်ရှုကငါအသင်းကိုငါတိဆောက်ပြီစကားလုံးကြည့်တော့ဘယ်သူအသင်းလဲငါအသင်းကျွန်တော်တို့ရဲ့အသင်းတော်မဟုတ်ဘူးကျွန်တော်တို့ရဲ့ပိုင်ရှင်မဟုတ်အသင်းတော်ရဲ့ပိုင်ရှင်ကဘယ်သူပဲလဲယေရှုဖြစ်တော့ငါအသင်းကိုငါတိဆောက်ပြီဒါကြောင့်အသင်းတော်ကိုတိဆောက်တာဘယ်သူပဲလဲသခင်ရှုပဲကျွန်တော်တို့အစေခံရုံပဲကျွန်တော်ဘိုးဘေးတွေပါဝင်ခဲ့တဲ့သူတွေဒါကျေးဇူးတင်ရမယ်သူတို့ပါဝင်အစေခံခဲ့တယ်ကျွန်တော်တို့လက်ထက်ဘာလို့ ရလဲပါဝင်အစေခံရတယ်အားလုံးကအသင်းတော်မှာအစေခံတတ်တတ်ပဲဖြစ်ပါတယ်ပိုင်ရှင်ရမှသူပဲလေယေရှုခရစ်တော်ဘုရားပဲဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့အစေခံရတဲ့အချိန်ကာလမှာဝမ်းမြောက်စွာနဲ့ပါဝင်အစေခံဖို့ရည်ကြီးတယ်ဒီသင်းတော်မှာကျွန်တော်ရောက်တာ10နှစ်9နှစ်လောက်ရှိပြီပေါ့နော်ဘုရားသခင်ဘယ်ချိန်ထိထားအောင်လဲမပြောတတ်ဘူးဒါပေမဲ့ရှိတဲ့အချိန်မှာအကောင်းဆုံးပါဝင်စက္ကပ်ဖို့ပဲဖြစ်တယ်ဆိုတော့เนาะဒါနားလည်ဖို့အင်မတန်ရေးကြည့်ပါဒါကြောင့်မို့တဲ့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး1အပိုင်ငယ်3မှာကျွန်တော်ကဘာနဲ့အလုပ်ရှုပ်လဲဆိုတော့အဲ့ဒီဇာတိအရာတွေနဲ့အလုပ်ရှုပ်တယ်အသင်းတော်ကဘုရားသခင်လောကကြီးထဲမှာအလင်းလင်းဖို့အတွက်ခွဲခံတာအသင်းတော်ဆိုတာအဆောက်အဦမုံတော့ဒါအမြဲတမ်းပြောရတာယုံကြည်သူတွေကဈေးထဲမှာလည်းရှိမယ်ကုမ္ပဏီမှာလည်းရှိမယ်အလုပ်မှာလည်းရှိမယ်ကျောင်းမှာကျွန်တော်တို့ရှိတဲ့နေရာမှာဘာလို့ဖို့လိုလဲဆိုတော့အလင်းလင်းဖို့လိုအပ်တယ်အဲကြောင့်မို့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး1အပိုင်ငယ်3မှာအသင်းတော်တွေမှာဒီလောကီရေးရာနဲ့ရှုပ်ထွေးနေတယ်ဒါကြောင့်မို့ဒီမှာတမန်တော်ရှင်ဘောလူကတိမောသေကိုစာရေးတဲ့အခါမှာအပိုင်ငယ်3လေးမှာခြားနာသောယူဝါဒသစ်ကိုမသွန်သင်ကြနဲ့ဟူ၍၎င်းဒဏ္ဍာရီစကားကိုနားမထောင်ကြနဲ့ဟူ၍၎င်းယုံကြည်ခြင်း၌တည်သောဖျားသခင်၏သာသနာတော်ကိုပြုစုသည်ထက်ဒီစကားလုံးလေးပေါ့ယုံကြည်ခြင်း၌တည်သောဖျားသခင်၏သာသနာတော်ကိုပြုစုသည်ထက်ဖျားရဲ့သာသနာကိုပြုစုတာထက်အချင်းချင်းငင်းခုန်ခြင်းကိုတာ၍ပြုစုတတ်သောပြင်ဆင်၍မကုန်နိုင်သောဆွေစဉ်မျိုးဆက်စရင်များကိုပမာဏမပြုကြနှင့်ဟူ၍၎င်းသင်သည်အချို့သောသူတို့ကိုပြညတ်ထား၍ပြင်ဆင်၍မကုန်နိုင်သောဆွေစဉ်မျိုးဆက်စရင်အသင်းတော်အားလာနဲ့လှုပ်ရှုံတယ်အဲ့ဒီစရင်စရာနဲ့အလှုပ်ရှုံတယ်ပြင်ဆင်၍မကုန်နိုင်ဘသူပိုင်နဲ့ဘသူလုပ်တယ်ဘသူကိုခုံပြီးတော့ဒါတွေနဲ့ကျွန်တော်တို့ကအလှုပ်ရှုံတာတကယ်တော့ဒါကျမ်းစာပြောတာနော်ကျွန်တော်ပြောတာမဟုတ်ကျမ်းစာမှာဒီတိုင်းပဲရေးထားတယ်ပြင်ဆင်၍ယုံကြည်ခြင်း၌တည်တဲ့ဘုရားသခင်ရဲ့သာသနာဘုရားနိုင်ငံတော်တည်ဆောက်ခြင်းအတွက်ပါဝင်ရမယ်အစားပြင်ဆင်၍မကုန်နိုင်တဲ့ဆွေစဉ်မျိုးဆက်စရင်များကိုပြုစုရင်းနဲ့ပဲအချိန်ကုန်နေတယ်ဒါကြောင့်မို့အသင်းတော်ကိုဘသူပိုင်လဲI will build my church ငါအသင်းတော်ကိုငါတည်ဆောက်မယ်သခင်ယေရှုပဲအသင်းတော်ကိုတည်ဆောက်တာဖြစ်တယ်ဘယ်သူမှတည်ဆောက်တာမဟုတ်ပါဘူးဒါပိုင်ရှင်ကဘယ်သူပဲလဲယေရှုပဲဖြစ်တယ်ကျွန်တော်တို့ကပါဝင်အစီခံရုံတတ်ပဲဖြစ်တယ်ဆိုတော့နားလည်ဖို့ဖြစ်တယ်တမန်ကျမ်းစာထဲမှာအသင်းတော်ရဲ့ပုံဆောင်ချက်2ခုရှိတယ်အဓိကပေါ့နော်ကျန်တဲ့ຢာတွေအများကြီးရှိတယ်အဓိကနံပါတ်1တစ်ချက်ကအသင်းတော်ဆိုဒီမှာဧဖတ်1:23အသင်းတော်ဆိုဒီမှာပါလဲဆိုတော့ပုံဆောင်ထားတဲ့ຢာတစ်ခုရှိတယ်ဧဖတ်ဩဝါဒစာခန်းကြီး1အပိုင်ငယ်23ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုဖြစ်သည်အသင်းတော်ဆိုတာတဲ့အလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တယ်အဲကြောင့်အသင်းတော်ဆိုဒီမှာခရစ်တော်ရဲ့ကိုခန္ဓာခရစ်တော်ရဲ့ကိုခန္ဓာကဘယ်သူတွေလဲသင်နေကျွန်တော်ဖြစ်တယ်ကျွန်တော်ကခရစ်တော်ရဲ့ကိုခန္ဓာဖြစ်သောကြောင့်ဥကောင်းကဘယ်သူလဲဥကောင်းဟာခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်မို့အသင်းတော်ရဲ့ဥကောင်းသည်ဂိုင်းကနာမဖြစ်စေပါနဲ့အသင်းတော်ရဲ့ဥကောင်းသည်စင်မြင့်စည်းကမ်းမဖြစ်စေပါနဲ့အသင်းတော်ရဲ့ဥကောင်းသည်လူပုတ်ကိုမဖြစ်စေပါနဲ့ဂိုင်းကနာလိုအပ်ပါတယ်အာစီအင်္ဂလိကန်ဂိုင်းကနာဆိုတာလိုအပ်ပါတယ်ဒါပေမဲ့ဥကောင်းတော့ဖြစ်လို့မရစင်မြင့်စည်းကမ်းလိုအပ်ပါတယ်ဒါပေမဲ့ဥကောင်းတော့ဖြစ်လို့မရလူပုတ်ကိုတွေလိုပါတယ်အသင်းတော်မှာပါဝင်စေကမ်းမဲ့ဒါပေမဲ့ဥကောင်းတော့ဖြစ်လို့မရဥကောင်းဟာခရစ်တော်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုအပ်ပါဒါကြောင့်မို့ကျွန်တော်တို့ကအင်္ဂါချင်းဖြစ်တယ်ယောမဩရစာအခန်းကြီး7နဲ့အပိုင်ငယ်9မှာထို့အတူအများဖြစ်သောငါတို့သည်ခရစ်တော်၌တကိုယ်တည်းဖြစ်၍အသီးသီးအင်္ဂါချင်းဖြစ်ကြ၏အင်္ဂါချင်းဆိုတာ
လက်မတစ်ချောင်းတူနဲ့ဒိန်းဆိုထုလိုက်တဲ့ခါမှာအဲ့ဒီလက်မမအော်ဘူးပါဇက်ကနေအော်တာအော်လက်မထုတော့ပဲဒီဘက်လက်ကတော့ဘာမှဖြစ်ပါဘူး AC ပဲဆိုပြီးတော့မရှိပါဘူးဒီလက်ကလေးတစ်ခုနာတာတကူလုံးမလုပ်လဲနာကျင်တယ်မယုံရင်ကျွန်တော်ခလုတ်တိုက်ကြည့်တဲ့ခါမှာကျွန်တော်ကလေးနာဒါမှတကူလုံးမလုပ်လဲနာကျင်တယ်ဒါကြောင့်မို့အင်္ဂါချင်းဆိုတာတယောက်နာကျင်ရင်ကျန်တဲ့သူတွေကလည်းဘာလုပ်ရလဲနာကျင်ပြီးတော့ခံစားကိုနဲ့မဆိုင်တယ်လို့မနေအောင်တယောက်ကိုဘုရားသခင်ချီးမြှောက်ရင်လည်းဝမ်းမြောက်တဲ့အဲ့ဒါကကျမ်းစာထဲမှာရေးထားပါတယ်ကိုရိန္သုဩဝါဒစာခန်းကြီး7ပထမဆုံးခန်းကြီး7အပိုင်းငယ်26ကိုရိန္သုဩဝါဒစာပထမဆုံးခန်းကြီး7အပိုင်းငယ်26တို့ဖြစ်၍အင်္ဂါတစ်ခုတည်းဆင်းရဲခြင်းကိုခံရလျင်အင်္ဂါအပေါင်းတို့သည်အတူခံရကြ၏အင်္ဂါတစ်ခုသည်ချီးမြှောက်ခြင်းကိုခံရလျင်အင်္ဂါအပေါင်းတို့သည်အတူဝမ်းမြောက်ရကြ၏အသင်းတော်ကအင်္ဂါဖြစ်တဲ့အခါမှာယုံကြည်သူတယောက်ဆင်းရဲခြင်းကိုခံရတဲ့အခါမှာကျွန်တော်တို့ဘာလုပ်လဲအတူတူအဲ့ဒီဆင်းရဲခြင်းကိုခံရအဲကြောင့်ဝမ်းမြောက်သောသူတို့နဲ့တူဝမ်းမြောက်ခြင်းကိုလည်းကောင်းငိုကြွေးသောသူနဲ့တူငိုကြွေးခြင်းကိုလည်းကောင်းပြုပါအခက်ခဲရောက်တဲ့အခါမှာကျွန်တော်ယုံကြည်သူတွေစစ်ပေးတဲ့ကြောင့်အခက်ခဲရောက်တဲ့အခါငါနဲ့မဆိုင်ပါဘူးအဲ့လိုမဟုတ်ကျွန်တော်တို့အတူတူဘာလုပ်လဲဝမ်းနေတယ်အတူတူခံစားတယ်အင်္ဂါတစ်ခုချီးမြှောက်ခြင်းကိုခံရတဲ့အခါမှာလည်းဘာလို့ဆိုတော့အတူတူဝမ်းမြောက်တယ်တခြားအသင်းတော်တွေယုံကြည်သူတွေအသက်တွေပြောင်းလဲလာတဲ့အခါမှာကျွန်တော်ဘာလုပ်ဖို့လို့လဲဝမ်းမြောက်ကျွန်တော်အတူတူပဲသူလည်းဖျားသခင်နိုင်ငံအတွက်ပါကိုလည်းဖျားသခင်နိုင်ငံအတွက်ပါဝင်တာပဲအဲကြောင့်မို့ကျွန်တော်ပရီးမီးယားလိမှာဘောလုံးပွဲကြည့်တော့အသင်းတစ်သင်းကပနတီကန်နီးပါနီးပြပြောပြီးသားဒီတယောက်ကိုပနတီကန်ဖို့အတွက်ဒါပေမဲ့အဲ့ဒီတယောက်ကသူကအရန်ကန်ကျင်တော့ဘောလုံးကိုကင်ထားဟိုတယောက်ကဘောလုံးကမပေးဘူးအဲ့မှာအသင်းကောင်းဆောင်ဖြန့်ပြရမဟုတ်သူ့နီးပြကန်ခိုင်းတာမင်းဘောလုံးပေးတော့မပေးဘူးဆိုအမတော်တော်လေးကိုပြဿနာဖြေရှင်းလိုက်ရတယ်ဘယ်သူပဲဂိုးသွင်းပေါ့ကို့အသင်းမှာလုံးပါလေဂိုးရမှာကိစ္စကိုပဲမလုပ်ချင်တာဂိုးသွင်းချင်တာကိုပဲနာမည်ကြီးချင်တာကိုပဲဂိုးသွင်းများဆုံးဖြစ်ချင်တာဒါကြောင့်မို့ဘယ်အသင်းတော်ပဲတိုးတက်ပါစေဒါကျွန်တော်တို့ရဲ့နိုင်ငံတော်ထဲမှာဘုရားသခင်အသုံးပြုနေတာပဲဘသူဂိုးသွင်းကို့အသင်းနိုင်တာပဲစာရန်နိုင်ငံလည်းမလုပ်တာလေကြဆုံးတာပဲဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတော်များကသူများဂိုးသွင်းမအောင်လဲနှောက်ယှက်ပြီးတော့ကိုပြန်သွင်းတာအဆိုးဆုံးအားတာသင်ဟာကိုပြန်သွင်းတော့စာတန်ကဘာလုပ်နေမလဲလက်ကုပ်တင်းနေပါစာတန်ကဝမ်းမြောက်နေဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတက်တာထဲမှာအသင်းတော်တွေတိုးတက်လာတဲ့ဝမ်းမြောက်စရာကောင်းပါတခြားအသင်းတော်တိုးတက်တဲ့ခါမှာလည်းဝမ်းမြောက်ပေးပါတခြားအသင်းတော်တွေဒုက္ခရောက်တဲ့ခါမှာလည်းခံစားပြီးတော့ထပ်တူထပ်များဆုတောင်းပေးဖို့လိုအပ်ပါတယ်ဒါအင်္ဂါချင်းဆိုတဲ့သဘောတရားဖြစ်ပါတယ်ဒါကြောင့်မို့အသင်းတော်ဆိုဒီမှာခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်တယ်ဒုတိယတစ်ချက်အသင်းတော်ကိုဆိုဒီမှာခရစ်တော်ရဲ့တဒုံသမီးကျွန်တော်တယောက်ချင်းစီနိုင်တဲ့ဆိုင်အဲ့ဒါကြတော့တယောက်ချင်းစီနိုင်ဆိုင်ကျွန်တော်တို့သခင်ခရစ်တော်ဘုရားကလူသမိုင်းကိုစတဲ့ကောင်မြင်္ဂလာဆောင်ခြင်းကိစ္စတစ်ခုနဲ့စတယ်အာဒန်နဲ့အေဝါကပ္ပဦးမှာပြီးတဲ့အခါမှာကာနာမြို့မြင်္ဂလာဆောင်မှာသခင်ရှုကိုယ်တိုင်ပါဝင်ပြီးတော့ရေကနေစပြည့်ကိုပြောင်းလဲစေတယ်နောက်ဆုံးမြင်္ဂလာဆောင်ပွဲနဲ့အဆုံးသတ်ထားတယ်ကျမ်းစာမှာဖတ်ကျင်သိရလိမ့်ပါမြင်္ဂလာဆောင်ပွဲနဲ့တလားသိုးတငယ်ရဲ့မြင်္ဂလာဆောင်ပွဲသခင်ခရစ်တော်နဲ့ယုံကြည်သူတွေနဲ့ပြန်လဲပေါင်းစည်းမယ်ဆိုတဲ့အရာကိုတင်စားထားတဲ့မြင်္ဂလာဆောင်ခြင်းကိစ္စနဲ့ဘာလို့ထားလဲတင်စားထားတယ်ခရစ်တော်နဲ့ကျွန်တော်တို့တလုံးတိုးရတယ်ဒါကြောင့်မို့အသင်းတော်ဆိုဒီမှာယုံကြည်သူအစုဝေးဆိုဒီမှာခရစ်တော်ရဲ့တဒုသမီးဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြဒါကြောင့်မို့ကိုရိန္သုဩဝါဒစာဒုတိယဆောင်အပိုင်းငယ်အခန်းကြီး7အပိုင်းငယ်2မှာကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7အပိုင်းငယ်2မှာအကြောင်းမူကားငါသည်သင်တို့ကိုသီလနှင့်ပြည့်စုံသောတဒုသမီးကညာကဲ့သို့ခရစ်တော်အားဆက်အံ့သောငါသင်တို့ကိုလင်းတူးနှင့်ထိမ်းများဆောင်နှင်းပြီးသောကြောင့်ဖျားသခင်အလိုတော်အတိုင်းစိုးရိမ်သောစိတ်နှင့်သင်တို့ကိုစောင့်ရှောက်လျက်နေ၏ကျွန်တော်တို့ကတဲ့လင်းတူးနဲ့ဘာလုပ်ပြီးသားလဲဆိုတော့ထိမ်းများဆောင်နှင်းပြီးသားဘယ်သူနဲ့လက်ထပ်ပြီးသားလဲယေရှုနဲ့လက်ထပ်ပြီးသားဂျူးတွေရဲ့မြင်္ဂလာဆောင်ခြင်းမှာကျွန်တော်တို့ဒီဘက်ခေတ်လိုပဲသူတို့ကစစ်ဆက်တယ်လို့မသုံးထိမ်းများဆောင်နှင်းတယ်လို့ပဲသုံးဥပမာပြောရမယ်ဆိုတော့ယောသနဲ့မာရိထိမ်းများဆောင်နှင်းပြီးပြီဒါပေမဲ့အတူတူမနေရသေးဘူးဘာလို့အတူတူမနေရသေးလဲဆိုတော့မြင်္ဂလာဆောင်ပွဲကိုမကျင်းပရသေးလို့အတူတူမနေရသေးခင်မှာပဲမေတော်မာရိယာတန်ရှင်သောဝိညာဉ်တော်အပြင်ပရိသေဆောင်တယ်သခင်ရှုကိုမွေးဖွားတယ်
ဂျူးတွေရဲ့မင်္ဂလာဆောင်ခြင်းမှာအရင်ဦးဆုံးစိတ်ဆက်တဲ့ပုံစံပေါ့ဒါပေမဲ့သူတို့စိတ်ဆက်တယ်ဆိုတဲ့စကားလုံးမသုံးမင်္ဂလာဆောင်တယ်ပဲသုံးတယ်ဒါမှမဟုတ်ကျွန်တော်တို့နဲ့သခင်ရှုနဲ့ကထိမ်းများဆောင်နေပြီးသားသင်သခင်ရှုကိုယုံကြည်တဲ့အခါမှာသင်ကထိမ်းများဆောင်နေပြီးသားအချိန်မှာမင်္ဂလာဆောင်ပွဲကိုကျင်းပဘာမှလဲဆိုကောင်းကင်နိုင်ငံမှာသခင်ဖခင်ရဲ့ပလင်တော်ရှေ့မှာသူ့တကယ်မင်္ဂလာဆောင်ပွဲကိုကျင်းပဒါကြောင့်မို့တဲ့တတော်သမီးကညာကဲ့သို့ခရစ်တော်အားစတ္တအံတော်ငါသင်တို့ကိုလင်တူးနဲ့ထိမ်းများဆောင်နေပြီးတော့ကြောင့်ဖခင်သခင်အလိုတော်တိုင်းစိုးရိမ်သောစိတ်နဲ့သင်တို့ကိုစောင့်ရှောက်လျက်နေတယ်တမန်တော်ရှင်ဘောလူကစိုးရိမ်သောစိတ်နဲ့တဲ့ငါမင်းတို့ကိုဘာလုပ်နေလဲစောင့်ရှောက်လျက်နေတယ်ဘာကြောင့်စိုးရိမ်တာလဲဆိုရင်တဲ့အပိုက်ငယ်သုံးပါမွေသည်မိမိပရိယေအားဖြင့်အေဝါကိုလှည့်စားတဲ့ကဲ့သို့သင်တို့သည်စိတ်ဆွေးမြေ့ယိုယွင်း၍ခရစ်တော်ကိုအကျွင်းမဲ့ချစ်သောစိတ်ပြောင်းမည်ဟုစိုးရိမ်ခြင်းရှိ၏ဘာစိုးရိမ်တာလဲဆိုသခင်ယေရှုကိုအကျွင်းမဲ့ချစ်တဲ့စိတ်ပြောင်းမှာကိုစိုးရိမ်တယ်ကျွန်တော်တို့ကသတော်သမီးဖြစ်သောကြောင့်ခရစ်တော်ကိုအကျွင်းမဲ့ဘာလို့ဖို့လို့လဲချစ်ဖို့လို့တယ်သတော်သားကိုချစ်ဖို့လို့တယ်ဒါပေမဲ့ကျွန်တော်တို့ဘာချစ်လဲပတ်စံဝဲချစ်တာလားလောကအရာတွေကိုချစ်တာလားလောကရဲ့အောင်မြင်ခြင်းတွေကြော်ကြားခြင်းတွေသူများကိုအလေးပေးခြင်းတွေအဲ့ဒါတွေကိုကျွန်တော်ချစ်တာလားဒီနေ့သင်ဟာသတော်သမီးဖြစ်သောကြောင့်ခရစ်တော်ကိုအကျွင်းမဲ့ချစ်ဖို့လိုအပ်တယ်သတော်သမီးအစ်စ်ဖြစ်ဖို့လည်းလိုအပ်တယ်မဿဲခန်း25အပိုင်ငယ်1ကနေကြည့်ရင်သတော်သမီး10ယောက်ရှိတယ်တဲ့9ယောက်ကပညာမရှိဘူးတဲ့9ယောက်ကပညာရှိတယ်ပညာမရှိမောက်သောသတော်သမီး9ယောက်ကစီမီခွက်တော့ရှိပါတယ်အထက်ထဲမှာဘာမရှိလဲဆိုတော့စီမရှိဘူးစီဆိုတာတန်ရှင်းသောဝိညာဉ်တော်အခွန်ကာဖြစ်တဲ့ခရိယန်ဘာသာဝင်ဖြစ်ခြင်းတော့ရှိပါရဲ့ဒါပေမဲ့အထက်ထဲမှာစီဆိုတဲ့တန်ရှင်းသောဝိညာဉ်တော်မရှိတဲ့ကမှာအဲ့ဒီသတို့သမီး9ယောက်ကသတို့သားနဲ့မင်္ဂလာဆောင်ပွဲကိုဝင်ခွင့်မရနိုင်ကျန်တဲ့သတို့သမီးဒီပညာရှိတဲ့သတို့သမီး9ယောက်သားနဲ့စီရှိသောကြောင့်သတို့သားရဲ့မင်္ဂလာဆောင်ပွဲကိုဝင်ခွင့်ရဒါ rapture ချီဆောင်ခြင်းကာလကိုပြောနေတာဖြစ်တယ်ဒါမှမဟုတ်သင်လေးကျွန်ုပ်ကအခွန်ကာဆိုတဲ့ခရိယန်ဖြစ်ခြင်းမဟုတ်ဘူးအတွင်းထဲမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့တစိမ့်ခတ်ခြင်းခံရဖို့အရေးကြီးတယ်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်တစိမ့်ခတ်ခြင်းကဘယ်အချိန်မှာခံရလဲဆိုတော့ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့အချိန်မှာဝိညာဉ်တော်ကသင်ထဲမှာတစိမ့်ခတ်တယ်ဒါကြောင့်မို့သင်သခင်ရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်အမှန်တကယ်ယုံကြည်ရင်သင်ထဲမှာရှိလဲတန်ရှင်းသောဝိညာဉ်တော်ရှိတယ်အဲ့ဒါစီပဲဒါကြောင့်မို့သင်ကသတို့သမီးအစစ်မှန်ဖြစ်ရင်လောကမှာနေတဲ့ကာလမှာသတို့သားကိုချစ်ပြီးတော့ဘာလုပ်ဖို့လို့လဲအသက်ရှင်ဖို့လို့လဲအချိန်မှာခရစ်တော်နဲ့တူကျွန်တော်ကောင်းကင်နိုင်ငံမှာမင်္ဂလာဆောင်ပွဲကိုကျင်းပဖို့ရှိနေပါတယ်နောက်ဆုံးအနေနဲ့အသင်းတော်ကိုဒီလောကကြီးထဲမှာဘုရားသခင်ထားရတဲ့ရည်ရွယ်ချက်ကပါလေအသင်းတော်ဆိုတဲ့ယုံကြည်သူအစုဝေးဝါမြောက်ပွဲအသင်းတော်ရှိတယ်တခြားသောအသင်းတော်တွေရှိပဲတော့အသင်းတော်တွေအများကြီးရှိတယ်အဲ့ဒီအသင်းတော်ယုံကြည်သူအစုဝေးတွေကိုဒီလောကကြီးထဲမှာဘုရားသခင်ထားရတဲ့ရည်ရွယ်ချက်ကဘာရည်ရွယ်ချက်လဲအခုတော့မိတ်ဆွေအဲ့ဒါကတော့သခင်ရှုဧဝံဂေလိတရားကိုဒီလောကကြီးထဲမှာစဟောတဲ့အချိန်မှာအဲ့ဒီစကားလုံးမှာဟောပါနောက်လာရကြတော့နိုင်ငံတော်တည်လို့နေပြီဖျားသခင်ရဲ့နိုင်ငံတော်တည်လို့နေပြီဒါကြောင့်မို့အသင်းတော်ယုံကြည်သူတွေလောကမှာထားရတဲ့အသင်းတော်ကိုထားရတဲ့ရည်ရွယ်ချက်သင်နဲ့ကျွန်တော်ကိုဒီလောကကြီးထဲမှာအသက်ရှင်ခိုင်းထားတဲ့ရည်ရွယ်ချက်ကဖျားသခင်ရဲ့နိုင်ငံတော်တည်ထောင်မှုပဲဖြစ်တယ်ဒါဖျားသခင်ရဲ့နိုင်ငံတော်ရဲ့အမှုတော်ထဲမှာကျွန်တော်ကပါဝင်နေရတာဖြစ်တယ်လူရဲ့အမှုကိုစောင်းရတာမဟုတ်တော့သခင်ဖျားရဲ့အမှုကိုဆောင်နေရတာဒါကြောင့်ဒီအရာကိုနားလည်ပြီးတော့ကျွန်တော်ကအစီခံတတ်ဖို့အင်မတန်အရေးကြီးပါဒါကြောင့်မို့ဘုရားသခင်ရဲ့နိုင်ငံတော်ဘာမှတည်မလဲလို့ဂျူးလူတို့တွေကမေးခွန်းမေးရှင်လုကာဖွဲ့ဝင်ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းသခင်ရှုကပြောတော့ကောင်းပြီတဲ့ဘုရားသခင်နိုင်ငံတော်ကဘယ်မှာတည်မလဲဘယ်နေရာမှာလဲအဲ့လိုပြောတဲ့အခါမှာသခင်ရှုကဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာမင်းတို့ဇာတိမျက်လုံးနဲ့မြင်လို့မရဘူးတဲ့လုကာရှင်လုကာဖွဲ့ဝင်ခန်းကြီး18အပိုင်ငယ်20 21ပါရီချဲတို့သည်လာ၍ဘုရားသခင်နိုင်ငံတော်သည်အဘယ်ကာလမှတည်ပါမည်နည်းဟုမေးလျှောက်ကြလေယေရှုကကောင်းကင်နိုင်ငံတော်သည်မျက်မြင်သောအရာ၌မတည်ဤရက်၌ကြည်ပါထိုရက်၌ကြည်ပါဟုပြောเสียအခွင့်မရှိအကြောင်းမူကားဘုရားသခင်၏နိုင်ငံတော်သည်သင်တို့အထဲ၌ရှိသည်ဟုမိန့်တော်ဘုရားသခင်ရဲ့နိုင်ငံတော်ပုံမှာလဲကျွန်တော်တို့အထဲမှာကျွန်တော်အထဲဆိုဘယ်နာမှာနှလုံးထဲမှာလားကြောက်ကထဲမှာလားအသွေးထဲမှာလားကျွန်တော်ရဲ့အတွင်းဝိညာဉ်ထဲမှာဖြစ်တယ်ကျွန်တော်ရဲ့အတွင်းဝိညာဉ်ထဲမှာခရစ်တော်အုပ်စိုးခြင်းသည်ဘုရားနိုင်ငံတော်တည်ခြင်းပဲဖြစ်တယ်ယုံကြည်သူတယောက်ကသခင်ရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့အခါမှာသင်အထဲမှာသခင်ခရစ်တော်ရောက်လာတယ်ဘာအဖြစ်ရောက်လာလဲတန်ရှင်းသောဝိညာဉ်တော်အပြင်သင်ရဲ့အတွင်းဝိညာဉ်ထဲကိုရောက်လာဒါပေမဲ့အဲ့ဒီရောက်လာတဲ့ယေရှုခရစ်တော်ဘုရားကိုသင်ကအသက်တာကိုအုပ်စိုးခွင့်ပေးရတာခရစ်တော်မအုပ်စိုးဘူးဆိုရင်သင်ရဲ့နေ့စဉ်အသက်တာထဲမှာဘယ်သူပဲအုပ်စိုးနေမလဲသင်ကိုယ်တိုင်ပဲအုပ်စိုးနေတယ်သ
တင်းရဲ့ဇာတိသဘောနဲ့ပဲသွားနေလိမ့်မယ်တင်းရဲ့ဇာတိသဘောမှာဘာမှကောင်းတာတစ်ခုမှမရှိဒါကြောင့်မို့ခရစ်တော်အုပ်ဆိုးပါသည်ခရစ်တော်အုပ်ဆိုးရင်ငြိမ်သက်ခြင်းတွေဝမ်းမြောက်ခြင်းတွေစိတ်ရှိခြင်းတွေနှိမ့်ချခြင်းတွေဂျေဇုပြုခြင်းတွေကောင်းမြတ်ခြင်းတွေသစ္စာဆောင်ခြင်းတွေကာမဂုဏ်ချုပ်ပြီးခြင်းဆိုတဲ့ဝိညာဉ်သဘောတွေသင်ထဲကနေထွက်လာမှာဖြစ်တယ်ဒါကြောင့်မို့တကယ်ခရစ်တော်လောကကိုလာတဲ့အခါမှာပထမဆုံးသူဝင်ကလာနောင်လာရကြလို့ဘုရားသခင်နိုင်ငံတော်တည်လို့နေပြီဘုရားသခင်နိုင်ငံတော်တည်ဖို့ရန်တို့ကအသင်းတော်အသင်းချင်းတို့ကိုဒီလောကကြီးမှာဘုရားခင်ထားရခြင်းဖြစ်တယ်ဘာကြောင့်ဘုရားသခင်နိုင်ငံတော်တည်ဖို့ထားရတာလဲစာတန်အလိုချင်ဆုံးရာကပါလေကျွန်တော်အဲ့မိကုန်းလေးမေးကြည့်တာစာတန်အလိုချင်ဆုံးရာပါစာတန်ကဘာအလိုချင်ဆုံးလဲစာတန်မနဲ့ကျွန်တော်ရဲ့ရန်သူဘာအလိုချင်ဆုံးလဲရွှေတွေငွေတွေလားအောင်မြင်ခြင်းတွေလားအကုန်ရှိတယ်စာတန်ဒီမှာအောင်မြင်ခြင်းလားအာနာဇက်လားနော်အုတ်ချုပ်ရေးလားအကုန်ရှိတယ်စာတန်မှာဒါမှမဟုတ်ကျွန်တော်ဟိုတလောကတချီလေးကပြန်လာအဲ့ဒီမှာဒီညီကိုတယောက်နဲ့တွေ့တဲ့ခါမှာအဲ့ဒီညီကိုတယောက်ကသူ့ရဲ့တပည့်တယောက်ပါတဲ့သူ့အိမ်ထဲမှာဒီနတ်ရုပ်လေးတစ်ခုပေါ့နော်ကိုးကွယ်တာသူမသိဒါပေမဲ့အဲ့ဒီနတ်ရုပ်လေးတစ်ခုကိုးကွယ်တဲ့ဟောက်အဲ့ဒီနတ်ကသူ့ကိုခေါ်ပြသူ့မျက်လုံးထဲမှာမြင်နေရအဲ့ဒီနတ်ကမင်းငါ့ကိုသဘောတူရင်ငါမင်းကိုနံပါတ်1ဖြစ်အောင်လုပ်ပေးမယ်မြန်မာနိုင်ငံရဲ့ဩသူကအဲ့ဒီမှာအိမ်နတ်ကိုဘယ်လိုကိုးကွယ်ရမလဲလို့ကောင်းမေးလိုက်တာအဲ့ဒီနတ်နဲ့တော့အပေးယူလုပ်လိုက်တော့ဖြစ်တော့အဲ့ဒီနတ်ကသူ့အကုန်ဖွင့်ပြသူတနေ့ကျတော့အဲ့ဒီမှာချဲကနန်းလေးတစ်ခုကင်ကြည့်တော့ဘာလဲတဲ့ချဲကနန်းလိုရင်လားလေငါပေးလို့ရတယ်သူကကြားနေရတာတော့သူ့ရဲ့မျက်လုံးထဲမှာသူများမမြင်အောင်သူမြင်နေရတာသူ့ရဲ့အိမ်တစ်ခုလုံးကို CCTV နဲ့ကြည့်နေတယ်လို့ပဲသူအားလုံးမြင်ရအိမ်တော်ခွေးမှာဘသူဘာလုပ်နေလဲအိမ်ရှိမှာဘသူဘာလုပ်နေသူအားလုံးသိသူ့အဲ့ဒီနတ်ကအကုန်ပြောဖွင့်ပြတာသူအားလုံးမြင်နေရ3ရက်လောက်ကြာပြီ3ရက်လောက်မြောက်တဲ့နေ့မှာသူ့အိမ်ကပစ္စည်းတစ်ခုဒီနေရာနဲ့ဒီနေရာရွှေ့မယ်ဆိုရင်သူ့သဘောနဲ့သူရွှေ့လို့မရအဲ့ဒီနတ်ကခွင့်ပြုမှသူဘာလုပ်ရလဲရွှေ့လို့ရသူဘာမှကင်လို့မရနောက်ဆုံးသူ့ရဲ့ဇနီးသားသမီးတော့မပိုင်တော့အဲ့ဒီနတ်ကအကုန်လုံးချုပ်ပိုင်အဲ့ဒီသူ့တပည့်တယောက်က4ရက်မြောက်ဆိုတော့တဲ့ဆရာအဲ့ဒါဆက်ကိုဆရာမပိုင်တော့ဘူးလေအဲ့ဒီနတ်ကဘာလုပ်သွားမလဲဥဆောင်သွားဒါကြောင့်မို့ဒီလောကမှာကျွန်တော်ကအသွေးသားရှိတဲ့ရန်သူနဲ့ဆိုင်ပိုင်တိုက်လိုက်ရတာမဟုတ်ဝိညာဉ်ဆိုးတွေကဒီမှာလှုပ်ရှားနေတာဒီလူတွေသွေးထက်တန်ယိုတွေတော့ဒီပြဿနာတွေအခက်အခဲတွေဖြစ်အောင်အနောက်ဘက်မှာစာရမဏေရဲ့လုပ်ရတွေကရှိတယ်အဲ့ဒီမှာသူကဟာမဖြစ်တော့သူဘာမှလုပ်လို့မရတော့သူ့လက်တော့သူမမြောက်နိုင်တော့အကုန်လုံးသူ့နေရာယူလာတာအဲ့ဒီနတ်ဆိုးကသူ့ဖွင့်ပြတယ်အခုကျွန်တော်မျက်လုံးနဲ့မမြင်နိုင်တဲ့နတ်ဆိုးရဲ့တိဆောက်ထားတဲ့မြို့ရိုးတိုင်းနေဆိုတာမြို့တွေပေါ့အဲ့နတ်ဆိုးတွေနေတဲ့မြို့တွေဆိုတာအများကြီးရှိတယ်အဲ့ကျွန်တော်မျက်လုံးနဲ့မြင်လို့မရသူတို့ကဒီထိုင်းနိုင်ငံနယ်စပ်မှာဆိုတော့ထိုင်းမှာအဲ့ဒါတွေအရန်ပေါ်တော့သူတို့အဲ့ဒီနတ်နဲ့တော့ပတ်သက်ပြီးတော့သူကသူဘလို့မှမနေနိုင်တော့သိမတတ်ဖြစ်တယ်နောက်ဆုံးအဲ့ဒီနတ်ဆိုးကသူ့ရဲ့အသက်ဝိညာဉ်ကိုတောင်းအဲ့ဒီကမှသူကသူ့မျိုးသမီးဟာငါဆူတောင်းပေးသမ်းပါတဲ့အဲ့ဆရာတယောက်လောက်ခေါ်ပြီးတော့ဗီဒီယိုကောနဲ့သူတို့လက်ထပ်ပေးတဲ့ဆရာတယောက်ကိုခေါ်ပြီးတော့ဗီဒီယိုကောနဲ့ဆူတောင်းပေးအဲ့ဒီဆရာဆူတောင်းတာအရာတွေအားလုံးကသူဖြစ်နေတဲ့အရာတွေပဲတဲ့မှောင်မိုက်တကူကနေလွတ်မြောက်ဖို့အိမ်မကောင်းတဲ့စာရမဏေချုံတော်မူကလွတ်မြောက်ဖို့ဆိုအဲ့ဆရာဆူတောင်းပေးတာနောက်ဆုံးမှာသူဆူတောင်းတဲ့အောင်မကြားအောင်အဲ့နတ်ဆိုးကလေပိတ်ထားတာဟာတော့ကြားလိုက်မကြားလိုက်ကြားတစ်ချက်မကြားလိုက်ဖြစ်တယ်နောက်ဆုံးလည်းကြောက်အဲ့ဒီဆရာဆူတောင်းတာယေရှုနာမနဲ့ဆူတောင်းတာသူကယေရှုနာမနဲ့ဆိုပြီးတော့သူကလည်းဝင်ခါလိုက်တယ်လုံးဝပြောက်သွားတာအဲ့ဒီနေ့ကစပြီးတော့သူ့အသက်တာလုံးဝပြောင်းလဲသွားတာအရက်လည်းမတော့တော့ဘာမှမလုပ်တော့သူမကောင်းတာမှတစ်ခုမှမလုပ်တော့သူသိသွားတယ်ဒီနတ်တွေကအင်မတန်မှတကိုးကြီးတယ်ဒါပေမဲ့အဲ့ဒီရာကဘယ်သူကဘိုလ်တကိုးကြီးလဲဆိုတော့ယေရှုကဘိုလ်တကိုးကြီးယေရှုနာမလို့တစ်ဖက်ပဲပြောလိုက်တာအဲ့ဒီနတ်သူ့ဘာမှလုပ်လို့မရတော့ဒါပေမဲ့အခုလေးသူကသိနေတယ်ဘယ်ဟာတွေကနတ်နဲ့ဘယ်လိုပတ်သက်လဲဘယ်ကိစ္စဘယ်လိုလဲအဲ့ဒီဝိညာဉ်လောကဆိုရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့သခင်ခရစ်တော်ဖခင်အုပ်ဆိုးထားတဲ့တန်ရှင်းသောဝိညာဉ်တော်ရှိတဲ့ယုံကြည်သူတယောက်အထဲမှာဘယ်နှဆိုးမှလုပ်လို့မရဘယ်စာတန်မှလုပ်လို့မရဘုရားသခင်ကိုပွဲကားတာဒါပေမဲ့စာတန်ကဘာမှလုပ်လို့ရတယ်လားသင်ရဲ့အတွေးထဲမှာလာလုပ်လို့ရသင်ကိုမကောင်းတဲ့အကြံတွေပြီးပြီးတော့အဲ့အတွေးထဲမှာစာတန်ကအလုပ်လုပ်လို့ရဒါကြောင့်မို့ကျွန်တော်အဲ့ဒီဖြစ်ပျက်လေးကိုနားထောင်ရင်းနဲ့စဉ်းစားပြီးစာတန်အလိုချင်ဆုံးရာပါလေစာတန်လိုချင်တဲ့ရာကတော့ဖခင်နဲ့ဆိုင်တဲ့ရာတွေသူ့အကုန်လိုချင်တာဒါကြောင့်မို့လောကလူစီဖာဆိုတဲ့ကောင်းကင်တမန်မင်းဖြစ်တယ်ဖခင်နဲ့ငါဝင်ယူမယ်ဖခင်ကဲ့သို့ငါနေမယ်ဖခင်ရဲ့ပလင်ပေါ်မှာငါထိုင်မယ်ဆိုပြီးတော့ဖခင်နဲ့ဆိုင်တဲ့အရာတွေကိုသူလိုချင်တဲ့ခါမှာမြေကြီးကိုပြစ်ချခြင်းကိုခံရပြီးတော့စာရမဏေဖြစ်သွားတာနတ်ဆိုးဖြစ်သွားတာသူကောင်းကင်တမန်အပေါင်းပါ3စုတစုပါသူခေါ်သွားတာဒါကြောင့်လောကကြီးမှာနတ်ဆိုးတွေရဲ့လှည့်စားမှုခံရတဲ့လူတွေအများကြီးပဲနတ်ဆိုးတွေအသုံးပြုနေလူတွေအများကြီးပဲနောက်ွယ်မှာရှိတယ်ဒါကြောင့်မို့သင်နဲ့ကျွန်တော်ကဒီမှောင်ပိုက်နေတဲ့လောကကြီးထဲမှာအ
အလင်းလေးဖို့တော့ဘုရားသခင်ပေါက်ထားလဲခွဲခန့်လာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကဘုရားသခင်နိုင်ငံတော်ထဲမှာပါဝင်စက္ကန့်နေရတော့သူများဖြစ်ပါတယ်သင်နေကျွန်တော်ကလောကကြီးထဲမှာအလင်းလေးမှုဖြစ်တယ်ဒါမှမဟုတ်စာတန်အလိုချင်ဆုံးရာကဘုရားနဲ့ဆိုင်တဲ့ရာဒီလောကကြီးထဲမှာဘုရားနဲ့ဆိုင်တဲ့ရာပါရှိတယ်ဒီအဆောက်အဦလားသင်ရဲ့ပတ်စံနေလားစာတန်ကကျွန်တော်တို့မှာရှိတဲ့ပတ်စံနေလားကျွန်တော်တို့မှာရှိတဲ့ကြိုးကြောင်းမှုတွေတော့သူကပြင်းအောင်ပြင်းသေးတယ်တခင်ရှုတော့မှာပြောတာနောက်တိုင်းရှိခိုးလိုက်တဲ့ဒီလောကတိုင်းနိုင်ငံစီးတဲ့အားလုံးကမလုပ်နိုင်လေဝိညာဉ်စာတန်မှာကုန်ရှိတယ်နော်သူလိုချင်ဆုံးရာပါတယ်ဒီလောကမှာဖျားနဲ့ဆိုင်တဲ့ရာပါရှိတယ်သင်ရဲ့အထဲထဲကဝိညာဉ်ပဲအဲ့ဒါကဖျားနဲ့ဆိုင်တော့ရာဖျားရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းခြင်းခံရတာသင်ထဲထဲကဝိညာဉ်သင်ကဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေသင်ထဲထဲကဝိညာဉ်ကိုစာတန်ကအလိုချင်ဆုံးပဲအဲ့ဒီနေရာမှာသူနေချင်တာအဲ့ဒီနေရာနဲ့သူချဲလဲချင်တာဒါကြောင့်မို့စာတန်အလိုချင်ဆုံးရာကအဲ့ဒီအထဲထဲကဝိညာဉ်လူတွေရဲ့ဝိညာဉ်ကိုသူကလိုချင်တာဒါကြောင့်မို့သင်နဲ့ကျွန်တော်အားဖြင့်ဖျားနိုင်ငံတော်တည်ထောင်ပါဆိုတာကလူတိုင်းရဲ့အတွင်းဝိညာဉ်ထဲမှာခရစ်တော်ယုံကြည်ဖို့အင်္ဂလိပ်တရားကိုကြားပြီးတော့ခရစ်တော်ကိုယုံကြည်ဖို့သခင်ခရစ်တော်ကိုအုပ်ဆိုးခွင့်ပေးခြင်းအပြင်ဖျားနိုင်ငံတော်တည်ထောင်ဖို့အတွက်သင်နဲ့ကျွန်တော်ကိုဖျားသခင်နေရာကဏ္ဍအသီးသီးမှာဆေးလွတ်ထားတာဖြစ်တယ်။အဲ့ဒီနေရာကဏ္ဍအသီးသီးမှာရှိတဲ့လူတွေကကျွန်တော်ရဲ့ရန်သူမဟုတ်ပါဘူး။အဲ့ဒီစာတန်မနက်ကကျွန်တော်ရဲ့ရန်သူဖြစ်တယ်။စာတန်ကအဲ့ဒီလူတွေရဲ့အတွင်းဝိညာဉ်တွေကနေအလွတ်လွတ်တာဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်စီတိုင်းဖျားသခင်နိုင်ငံတော်တည်ထောင်ခြင်းအမှုတော်မြတ်ထဲမှာကျွန်တော်အားလုံးအတူတူကပါဝင်မှုဖြစ်တယ်။စာတန်အလိုချင်ဆုံးရာကသင်ရဲ့အတွင်းဝိညာဉ်ဖြစ်တယ်။ယုံကြည်သူကြောင့်အတွင်းဝိညာဉ်ကိုစာတန်ပိုင်လို့မရတော့ပိုင်လို့မရတဲ့အခါမှာစာတန်မလုပ်လေဒီအတွင်းဝိညာဉ်ထဲမှာတိုင်ရှင်းသောဝိညာဉ်တော်ရှိတဲ့အခါမှာစာတန်ကလာနေလို့မရစာတန်ပေါ်မှာအလုပ်လုပ်လေသင်ရဲ့အတွေးထဲမှာလုပ်လို့လေမကောင်းတာတွေတွေးဖို့မကောင်းတာတွေကြံဖို့ကိုယ့်ကိုယ်အားကိုဖို့ဖះကိုအားမကိုဖို့ဒီအတွေးထဲမှာမလုပ်လေနှောက်ယှက်ဖြတ်စီးတာဖြစ်တယ်ဒါကြောင့်မို့သင်ရဲ့အတွေးကိုနှုတ်ကပတ်တော်နဲ့ပြည့်စေပါဖះစကားနဲ့ပြည့်စေပါသင်ရဲ့အသက်တာထဲမှာဖះနိုင်ငံတော်တည်ထောင်ခြင်းဆိုတာကခရစ်တော်ရှိခြင်းပဲမဟုတ်နော်အဲ့ဒီရှိတဲ့ခရစ်တော်ကိုအုပ်ဆိုးခွင့်ပေးခြင်းကဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့အသက်တာအသီးသီးမှာအသိတော်ဆိုတဲ့သင်နဲ့ကျွန်တော်ယုံကြည်သူများသည်ဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းလုပ်ငန်းမှာကျွန်တော်တို့အတွင်းဝိညာဉ်ထဲမှာခရစ်တော်ရှိုံမို့ခွင့်နဲ့ခရစ်တော်ကိုအုပ်ဆိုးခွင့်ခရစ်တော်ကိုချုပ်ကန်ခွင့်အလုံးစုံပေးရခြင်းအပြင်ဝိညာဉ်အသီးတွေပြီးပြီးတော့အခြားသူများကိုခရစ်တော်နဲ့မိတ်ဆက်ပေးတော်သူများဘုရားသခင်ရဲ့နိုင်ငံတော်အခြားသူတွေရဲ့ဝိညာဉ်ထဲမှာလည်းတည်ထောင်နိုင်ဖို့ရန်အတွက်ဘုရားအမှုတော်ထဲမှာပါဝင်ဆက်ကပ်အစီခံနိုင်တော်သူများဖြစ်စေဖို့ဝင်ငါပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်